မဲနဲ့နေတဲ့ကြီးကန်းတကောင်ဟာသူ့ဘဝမှာအယောင်အဆင်းကမဲနဲ့နေလို့တာမပျော်ရွှင်ရတာတကယ်လို့သာသူ့အယောင်အဆင်းကဖြူးနေမယ်ဆိုရင်သိပ်ပျော်ရွှင်စရာကောင်းမှာပဲလို့အမြဲတမ်းတွေးပြီးတော့စိတ်တွေဆင်းရဲနေတဲ့ဒီနေ့တော့ဘဲမွေးမြူရေးခြံတစ်ခြံကိုရောက်သွားတော့ဖြူးဖွေးနေတဲ့ဘဲတွေကိုမြင်ရတော့သူတို့တော့သိပ်ပျော်မှာပဲဆိုပြီးဘဲတစ်ကောင်ကိုသွားပြောတယ်ကိုပဲခင်ဗျားတို့တော့သိပ်ပြောနေမှာပဲနော်ခင်ဗျားတို့အယောင်အဆင်းတွေကဖွေးဖွေးဆွတ်ဖြူးနေတာဆိုတော့လှလို့ပလို့သိပ်ပြောနေကြမှာပဲလို့ပြောတော့ဘဲကပြန်ပြောတယ်ဘဲပြောရမှာလဲကိုကြီးကရကျုပ်တို့မှာစားကျင်ရလဲရှောက်လဲမစားရဘူးသွားကျင်ရလဲမသွားရဘူးကျုပ်တို့ဘွားကမွေးမြူရေးပန်ရှင်ကအမြဲတမ်းထိန်းကျောင်းတာခံနေရတယ်သူ့ကိုလည်းဥပေးရတာအယောင်အဆင်းလှတာနဲ့ပျော်တာနဲ့မဆိုင်ဘူးကိုကြီးကရဲ့အယောင်အဆင်းလှလို့ပျော်ရတာဆိုရင်ကျုပ်တို့ထက်လှတဲ့ဘဲပန်ရှင်မွေးထားတဲ့ကြက်တူရွေးဆိုရင်ကျုပ်တို့ထက်လည်းအယောင်ကဘိုးလှတယ်ဘဲပန်ရှင်ကသူ့ကိုစားစရာအသင့်နေစရာအသင့်နဲ့ထားတာပြီးတော့ဘဲပန်ရှင်ကကျုပ်တို့ထက်တောင်မှကြက်တူရွေးကိုပိုးချစ်ပုံရသေးသူကမှအယောင်လဲလှအချစ်လဲခံရစားစရာနေစရာလဲမပူရတော့သူကပိုးပြောမှာပေါ့ကိုကြီးကန်းရဲ့လို့ပြောလိုက်တဲ့ဒီတော့ကြီးကန်းဟာတိုက်ကြီးပေါ်မှာမွေးထားတဲ့ကြက်တူရီလေးစီရောက်သွားပြီးတော့ပြောပြန်တယ်ကိုကြက်တူရီခင်ဗျားကတော့အယောင်တွေကလည်းသိပ်လှတာပဲဗျာခင်တွေကလည်းခင်ဗျားကိုသိပ်ချစ်ကြဖို့မယ်စားစရာကလည်းအဆင်သင့်နေစရာကလည်းအဆင်သင့်နဲ့ခင်ဗျားဟာလောကမှာအပျော်ရွှင်ဆုံးဖြစ်မှာပဲလို့ပြောလိုက်တဲ့ဒီတော့ကြက်တူရီကကိုကြီးကန်းရဲ့ကြံ့ညံဖန်မှန်ဘဲပြောမှလဲဗျာအချစ်ခံရတိုင်းလဲပြောတာမဟုတ်ဘူးဗျသူတို့ကကျုပ်ကိုချစ်လို့ဆိုပြီးတော့ဘယ်မှထွက်မပြေးနိုင်အောင်ကျုပ်ရဲ့သဘာဝစွမ်းအားအတောင်တွေကိုမပြနိုင်အောင်ကြိုက်ထားတာခံရတယ်ကျုပ်ရဲ့ပင်ကိုစွမ်းအားတွေဖြည့်ဆည်းခံထားရတာလေကျုပ်အယောင်တွေကလှတယ်ဆိုရင်ပဲအဲ့ဒီလှတာကကျုပ်အတွက်ဘာမှထူးမလာဘူးကျုပ်လှတယ်ဆိုတာကကျုပ်ခံစားရတာတဲ့သူတို့စိတ်ကြည်နူးစရာခံစားစရာဖြစ်နေတာဗျစားစရာမပူရနေစရာမပူရလို့ပြောပြီးမဲ့ကျုပ်စားကျင်တာဘယ်မှာရှားစားလို့ရလို့လဲသူတို့ကြွေးတာပဲစားနေရတာဘယ်လိုလုပ်ပြောမှလဲကိုကြီးကန်းရဲ့တကယ်တော့ခင်မရဲ့ဘဝကမှပြောစရာကောင်းတာကိုကြီးကန်းရဲ့ဒီမဲ့ကိုကြီးကန်းလောကမှာကိုချီတောက်ပေါ်ကိုအတောင်ပေါ်ကိုအားကိုနေရတာလောက်ဘယ်ဟာမှပြောစရာမကောင်းဘူးဗျပြည့်စုံသည်ဖြစ်စေမပြည့်စုံသည်ဖြစ်စေသူများကြွေးတာစားသူများပေးတာယူဆိုတဲ့သူများအပေါ်မိကိုနေရတဲ့သူတွေဟာဘယ်မှာလွတ်လပ်မှုရှိမှလဲဘာကြောင့်လဲဆိုရင်ခင်များတို့မှာလွတ်လပ်ခြင်းအပြည့်ရှိတဲ့ကိုကြီးကလောကကြီးမှာလွတ်လပ်ပြန်သန်းသွားလာလို့ရတယ်ခင်များတို့စားကြံကိုရှားစားလို့ရတယ်ခင်များတို့သွားကြံကိုပြန်သွားလို့ရတယ်လေခင်များတို့နေခြင်းအိတ်ရှင်တဲ့နေရာမှာနေလို့အိတ်လို့ရတယ်ဒီမဲ့ကိုကြီးကလောကမှာလွတ်လပ်ခြင်းလွတ်မြောက်ခြင်းလောက်ကောင်းတဲ့ပြောစရာဆိုတာဘာမှမရှိဘူးလွတ်မြောက်ခြင်းဟာဘဝရဲ့အကောင်းဆုံးအစစ်အမှန်ဆုံးပျော်ရွှင်စရာဗျဒီမဲ့ကိုကြီးကအယောင်အဆင်းရုပ်ရည်ဆင်းလှပတာဟာမကောင်းဘူးလားလို့ဆိုရင်ကောင်းပါတယ်ဒါပေမဲ့ဘလောက်လှနေစိတ်ကလောဘတွေထဲကမလွတ်မြောက်လို့ပူလောင်နေရတယ်ဒေါသတွေထဲကမလွတ်မြောက်လို့ပူလောင်ဆင်းရဲနေရတယ်မာနတွေထဲကမလွတ်မြောက်လို့ပူလောင်ဆင်းရဲနေရတယ်ဆိုရင်အဲ့ဒီသူရဲ့အလှပအဲ့ဒီသူရဲ့ဘဝဟာပျော်ရွှင်စရာဖြစ်နိုင်မလားကိုကြီးကစားစရာနေစရာတွေပြည့်စုံတာမကောင်းဘူးလားဆိုရင်ကောင်းပါလေကိုကြီးကဒါပေမဲ့ဘလောက်ပဲစားစရာတွေပြည့်စုံပေါ်များနေပါစေနေစရာတွေကောင်းမွန်နေပါစေကိုယ်စိတ်မှာသူဘရောမွေးမြူလွယ်စိတ်မရှိဘူးအချိုရှိတော့အချင်းစားခြင်းအချင်းရတော့အချိုစားခြင်းဆိုတဲ့လောဘတွေဖုံးလွှမ်းခံနေရတယ်အဲ့ဒီစိတ်တွေကမလွတ်မြောက်ဘူးနေစရာတွေဘလောက်ကောင်းမွန်နေပါစေတန်တုတ်တကရောင်ရဲနိုင်မှုမရှိဘူးတော်ထဲမှာနေစရာရှိတော့မြို့ပေါ်မှာနေစရာလိုခြင်းမြို့ပေါ်မှာနေစရာရှိပြန်တော့တော်တဲ့နေစရာရခြင်းနဲ့လိုခြင်းစိတ်တွေဖုံးအုပ်ခံရလို့မလွတ်မြောက်ဘူးဆိုရင်အဲ့ဒါလိုစိတ်ဓာတ်တွေမလွတ်မြောက်သူဟာပျော်ရွှင်နိုင်မှာမလားကိုကြီးကန်းရဲ့မြတ်ဗုဒ္ဓဟောပြခဲ့တယ်မဟုတ်လားကိုကြီးကန်းရဲ့
ဝိမု ക്തി ဒုက္ခဆိုတာလွတ်မြောက်ခြင်းဟာလောကမှာအငြိမ်းချမ်းဆုံးအကောင်းဆုံးအပျော်ရွှင်ရဆုံးဆိုတာလေအဲ့ဒီဝိမု ക്തി ဒုက္ခဆိုတဲ့လွတ်မြောက်ခြင်းဆိုတာဒါကိုပြောတာဒီမဲ့ကိုကြီးကစကားလေးနှစ်ကွန်းနဲ့ပဲပြောလိုက်မယ်နံပါတ်1ဘလောက်လှလှဘလောက်ပြည့်စုံလူမှာလွတ်လပ်မှုမရှိဘူးဆိုရင်ဘယ်တော့မှမပျော်ရွှင်နိုင်ဘူးနံပါတ်2ဘာတွေပြည့်စုံဘယ်လိုကောင်းမှုတွေလုပ်လို့ကိုယ်စိတ်မှာအလိုအမုန်းတွေချစ်ချင်းမုန်းခြင်းတွေကမလွတ်မြောက်ရင်လဲအဲ့ဒီစိတ်ဘယ်လိုမှမချမ်းသာမငြိမ်းချမ်းနိုင်ဘူးဒါပဲခုကျုပ်မှာဘလောက်လှဘလောက်စားစရာတွေပြည့်စုံကျုပ်ဘဝကမလွတ်မြောက်တော့ဘယ်မှာပျော်ရွှင်စရာကောင်းမှလဲကိုကြီးကန်းရဲ့လို့ပြောလိုက်တဲ့အချိန်ကလည်းကြာသွားပြီဆိုတော့ဘာမှမပြောတော့ပါဘူးဘာတွေသိလိုက်ရတယ်လဲဘယ်လိုအသည့်တွေရလိုက်တယ်လဲလို့ပဲကြားရင်မိပါတယ်အားလုံးဝိမု ക്തി ဒုက္ခဆိုတဲ့လွတ်မြောက်ခြင်းချမ်းသာကိုခံစားနိုင်ကြပါစေ